ကျွန်တော်တို့ဒီကဘာပေါ်မှာပေါ့နော်ဒီ major marathon ပွဲကြီး6ပွဲရှိပါတယ်ကျွန်တော်တို့ US မှာဆိုရင်ဒီ Boston ပွဲရှိမယ် Chicago ပွဲရှိမယ် New York ပွဲရှိမယ် UK မှာဆိုရင်ဒီ London ပွဲရှိမယ်ကျွန်တော်တို့ဒီ German မှာဆိုရင်တော့ Berlin ပွဲပြီးသွားရင်နောက်ထပ်တစ်ပွဲကကျွန်တော်တို့ဒီ Asia Japan Tokyo Marathon ပွဲပဲဖြစ်ပါတယ်အဲ့ major marathon 6ပွဲမှာကျွန်တော်တို့ဒီ Tokyo ဒီ Tokyo Marathon ပွဲကတော့မကြသေးခင်ကပြီးသွားပြီပေါ့နော်ကျွန်တော်တို့ဒီမြန်မာနိုင်ငံလူတွေတချို့လည်းတွားပြေးတယ်လို့သိရပါတယ်အဲ့ပွဲမှာ champion winner ဖြစ်ခဲ့တဲ့လူကကြတော့ဒီ Ethiopian runners တယောက်ဖြစ်တဲ့ဒီ Tadis Takili ဆိုတဲ့လူပဲဖြစ်ပါတယ်။ဒါသူကဒီပွဲကိုရိုးရိုးတန်းတန်း champion ဖြစ်ခဲ့တာမဟုတ်ပါဘူး။သူဒီ back to back champion ဖြစ်ခဲ့တာပါ။ဟုတ်ပါတယ်။မနစ်ကဒီ Tokyo Marathon ပွဲမှာလည်းပထမဆုံးပန်းဝင်ခဲ့တဲ့ဟာလည်းသူပါပဲ။ဒီနေ့သူပန်းဝင်ခဲ့တဲ့ဟာကြတော့ဒီ full marathonတိုးတဲ့အချိန်စုစုပေါင်း2နာရီ3မိနစ်38စက္ကန့်နဲ့ဝင်ခဲ့တယ်လို့သိရပါတယ်။သူအဲ့ပြိုင်ပွဲလေးမှာစီးခဲ့တဲ့ဖက်နလေးကကြတော့ဒီ Adidas Adios Pro Evo 1ဆိုတဲ့ဖက်နလေးပေါ့နော်။ဖက်နလေးကတော်တော်ပေါ့တာပါဒီမာရသွန်ပွဲတော့အထူးထုတ်ထားတယ်လို့ပြောလို့ရပါတယ်။ဖက်နလေးရဲ့ weight ကကျွန်တော်တို့ချိန်ကြည့်ကြည့်ရင်ကျွန်တော်ရေဘူးက133 gram ပဲရှိရလို့သိရပါတယ်။လေးကလှတယ်လို့ဈေးလေးလည်းတော်တော်လှပါတယ်ကျွန်တော်တို့ဒီမြန်မာနိုင်ငံအရောက်ကို retail ဈေးနဲ့တင် shipping ဈေးအပေါင်းဝင်ဆိုဒီ28သိန်း28သိန်းလောက်ရှိတယ်လို့သိရပါတယ်။သောက်တယ်မရှိဘူးရော9000ထဲလိုက်တယောက်9000ထဲလိုက်ဝေမန်နီယန်လွှဲလိုက်ဝေမန်နီယန်မင်းတို့လွှဲလိုက်